မင်းသားကဘောရီပင်နဲ့ရွှေပလင်မှာဖျားဖြစ်အောင်ခိုင်ရမထကျင်းတော့မဲတဲ့ရယူလားဝတ္တဝရီနတ်ကြီးကငါမနရှိပါရဲ့တဲ့ကျအောင်နိုင်ယူလားဘောရီပင်နဲ့ရွှေပလင်ဟာဒင်းနဲ့မဆိုင်ငါသာပိုင်ထိုက်တာမို့ဆိုင်ဒါလျောမာနရဲ့ခက်စီးနှောက်ယှက်မှုကိုတွန်းလှန်အောင်မြင်ပြီးတဲ့နောက်မှာသိတ္တထမင်းသားဟာတပ်ပိညုတရှင်ဉဏ်တော်ကိုရရှိပြီးဂေါရမဗုဒ္ဓမြတ်စွာဘုရားရှင်အဖြစ်ရောက်ရှိတော်မူခဲ့ပါလေမောင်းတယ်ဘွားကွာမတော်တယ်ဒီပါဘူးမောင်းကြီးလည်းမောင်းဟာအောက်ကဘေးကခဲလေးပါမယ်ခုစင်းကြည့်တယ်မကွာမင်းစင်းတော့တယ်မနာနေဦးလေဆက်ရောက်ပါတော့ဆက်ဟေးဘယ်လိုမကူကွာတူမဟာဟေးဟေးလာကြည့်ကြတာမလာတော့ဘာမသွားဘူးနေတော့ဘာမှလည်းမကူတာပဲစောင်းကဘာလဲမင်းမလာနေတယ်ကွာတူမမြောက်ကတူမမြောက်ကဘာလဲမင်းမလာနေမှာဒီနာမှာငါတို့နားကြတော့နားမယ်အားလုံးနားမယ်ဟုတ်ရဲ့အားလုံးနားကြမယ်ဟဲ့ကနားမယ်တဲ့ပြုတ်ပြုတ်နေတယ်ဆင်းရနေတာဒါဘာဖြစ်လို့ဘာမှလည်းမခဲလည်းမကူထားဘူးကွာအားကြောင့်မကြွေးတာဟိုအဲ့ဒါကိုလည်းမသိဘူးနားမယ်ဆိုနားမယ်ကွာတို့ရှင်နားမယ်နဲ့နားကဲလာတွန်းနေရင်လည်းနွားတွေကအခုလိုရုပ်တရက်ရက်သွားတယ်။ကျွန်တော်စမ်းကြည့်တာ ဟုတ်တယ်ဗျာကျုံနွားတွေတွားနေနေရက်တယ်တော်တော်ကူစမ်းတာဟိုကျုံလဲဒီအဖြစ်ပြက်မျိုးတခါမှမကြုံဘူးဗျာဒီလောက်ဖြောင်ပြီးတဲ့လဲလန်းကြောင်းမှာလဲရက်သွားလောက်ဂမှုကစင်းလည်းမရှိပါဘူးဘယ်လိုဖြစ်လို့ရက်ရတာ ။ဒါစင်းတော့စဉ်းစားစရာပဲ။အကြောင်းတစ်ခုတော့ရှိရလိမ့်မယ် တဖုတ်တန်နဲ့ဗလိကညီနောင်တို့အကြောင်းအရင်းကကျွန်ုပ်ထိန်မင်းဆောင်နိုင်ရလို့ရသင်တို့လှဲတွေရက်တန့်သွားရခြင်းဖြစ်ပြီလေ။ကျွန်တော်တို့ရဲ့လဲတွေရက်တန့်သွားဘာဖြစ်လို့လုံးရတယ်ဆိုတာအကြောင်းရင်းကိုပြောပြစမ်းမအောင်သင်ထိန်မတော့နိုင်ဘူး ဒီလိုကကုန်တယ်ညီနောင်ကျွန်ုပ်ဟာရှေ့ဘဝတုန်းကသင်တို့နဲ့ညီအကူစီမှုတော်ဆက်ခဲ့ဥပါတယ်ဒါကြောင့်အခုလိုပြန်တွေ့တဲ့အခါမှာဆွေမျိုးတော်ဆက်ခဲ့တဲ့တန်ရောစင်နဲ့သင်တို့ညီအကူမြောက်ဖို့တရင်ကောင်းတစ်ခုပေးခြင်းလို့ဖြစ်ပါတယ် ဘယ်လိုသတင်းကောင်းစကားမျိုးလဲဆိုတာကျုပ်တို့သိအောင်ရှင်းရှင်းလင်းလင်းပြောစမ်းမအောင်သင်ထိန်မတော့နိုင်မယ် သင်တို့အခုရောက်ရှိနေတဲ့အနောက်မျက်စိမှဒေသမှာလူနတ်ဗျာမာတတ္တဝါအပေါင်းတို့ကိုးကွယ်စည်းကပ်ရာသုံးလူထိုထားမြတ်စွာဘုရားရှင်အထင်ရှားပွင့်တော်မူပြီတဲ့ဘုရားရှင်ဟာဒီနေရာနဲ့တိတ်မဝေးလှတယ်လင်းလုံးမဲ့ခြေရင်းမှာလေးသုံးတော်မူပါလေအဲဒါကြောင့်လည်းသင်တို့မှာပါလာတဲ့
ပူဇော်ဖို့ရပစ္စည်းများနဲ့စီကပ်ပူဇော်ပြီးဖရာရှင်ရဲ့တရားတော်များကိုနာယူပြီးတော့ကုံတယ်ညီနောင်တို့ ခေါင်း